I sometimes forget that you're Burmese. What do you mean by that? Just kidding. I know I haven't spoken to you guys in Burmese in a very hot minute. So let's do a little get ready with me in Burmese. အားလုံးပဲမင်္ဂလာပါမတွေ့ရတာကြာပြီเนาะဘမစကားမပြောရလဲနည်းနည်းကြာပြီဒါပေမဲ့ Grace ကလေတော်တော်မျိုးအခွင့်အရေးကိုစောင့်နေတာဘာလို့လဲဆိုတော့ Grace ကဗမာစကားပြောရအရန်ကြိုက်တယ်ဗမာစာလည်းအရန်ကြိုက်ပါတယ်ဒါပေမဲ့ Grace က LA မှာနေတာပြီးတော့ Grace ရဲ့မိသားစုရဲ့ဗမာစကားပြောတဲ့တကယ်ချင်းအများစုက Bay Area ဗမာနေရပေါ့နော်အဲ့တော့ဒီ LA မှာကိုတောက်ထဲဗမာစကားပြောစရာလူဘူးမှမရှိဘူးအဲ့တော့တိတ်မပြောဖြစ်ဘူးအပြင်ကိုကလည်းအဲ့လိုမျိုးအရန်အပြင်သွားတဲ့ type ထဲမှာလည်းမပါဘူးအရန် outgoing ဖြစ်တဲ့ type ထဲမှာလည်းမပါဘူးပေါ့နော်Grace ကပိုပြီးမှအိမ်မနေမှအေးစစ်စစ်နေရအပိုကြိုက်တယ်မှာတောက်ပိုင်နေခါကြောင်ခုလို့ဆိုတော့ဗမာတကယ်ချင်းဒီဘက်မှာတိတ်မရှိသေးပါဘူးဒီရက်ပိုင်း8 flyer တခုကိုတွေ့လိုက်တယ်ပေါ့နော် Miss Universe Myanmar 2025ထင်တာပဲတက်ဆန်အန်ဒါဆန်ဒီ LA မှာရောက်နေတယ်အဲ့အပြီးရင် तू ကဒီ LA မှာမြန်မာ community တွေနဲ့ meet and greet လုပ်မယ်ပေါ့နော် for free အလကားအဲ့တော့သွားကြမယ့်လူတွေရှိလားသွားကြမယ့်လူတွေရှင်ပြောနော်အကုန်လုံးစုံကြမယ်ပြီးရင်တို့ရဲ့ Miss Universe ကိုတူတူ support လုပ်ကြရအောင်တတာ